ကကျတော့topic နဲ့ join နေမှာဇာတ်ရဲကျွန်တော်ညီမရဲ့သူ့အနေနဲ့ကဟိုအကြောင်းလဲပို့ပြီးတော့ရွေးချယ်နေရများ topic မရှိသေးဘူးဆိုရင်တော့ညီမအနေနဲ့ကတော့ no topic EP မှာစ program လေးရှိအော်ဒါနဲ့ကို interview လေးရော free လားချစ်ချက်တို့ပြောပါညီမလေးဟုတ်လားပါရှင်ဟုတ်ဒီမှာလေးတော့မလေးမျိုးစုံစမ်းချင်လို့အကြောင်းလေးစုံစမ်းချင်ဟုတ်ပြီလားဟုတ်မလေးတို့ထိုင်ပါဟုတ်ဘာလေးများစုံစမ်းချင်တော့လဲကိုအခုကညီမလေးကဘွဲရပါပြီလို့လေဘယ် master အတန်းတွေကိုကြားလို့ရမယ်ဆိုတော့ချက်တော့ပြောပေးပါသူကကျတော့topic နဲ့ join နေမှာဇာတ်ရဲကျွန်တော်ညီမရဲ့သူ့အနေနဲ့ကဟိုအကြောင်းလဲပို့ပြီးတော့ရွေးချယ်နေရများတယ်မေဂျာအနေနဲ့ကလည်းညီမအနေနဲ့ကိုစိတ်ဝင်စားတဲ့မေဂျာရဲ့ပုံမှာရွေးပြီးတော့မာစတာနဲ့တက်လို့ရတယ်ဒါကတော့ topic နဲ့တက်မယ်ဆိုရင်ရှိတဲ့အားသက်လေးပေါ့နော်ညီမလေးအနေနဲ့ရော topic level လေးရှိထားတယ်topic level လေးတော့မရှိထားသေးဘူးကိုကဲပြီး topic level မရှိဘူးဆိုရင်ရောတက်လို့ရတဲ့အကြောင်းလေး program တွေရောရှိလားtopic မရှိသေးဘူးဆိုရင်တော့ညီမအနေနဲ့ကတော့ no topic EP မှာစ program လေးရှိတယ်ညီမသူကတော့ပေါ့နော်ကိုတို့ဒီမြန်မာနိုင်ငံမှာကျောင်းသားအနေနဲ့ကဘွဲလေးရထားမယ်ဆိုရင်နောက်တစ်ခုကျောင်းသားကဘွဲရထားမယ်ကိုရီးယားသားကိုစားပြီးတော့မလေးလာသေးဘူးခုချိန်ကိုရီးယားသားတစ်လုံးမှမရသေးဘူးဆိုတော့ကျောင်းသားတွေဆိုလို့ရှိရင်တော့ no topicမာစာရေးပြီးတော့တိုင်းနဲ့ join ရတယ်ညီမလေးအနေနဲ့ topic ဖြစ်တာမျိုးမရှိသေးဘူးဆိုလို့ရှိရင်တော့အကိုတို့စီမှာno topic မာစာရေးပြီးတော့ program လေးတွေ join လို့ရပါတယ်ညီမအဲ့ဆိုအကိုက no topic မာစာရေးပြီးတာနဲ့အကိုတို့ကျောင်းမျိုးတွေရှောက်လို့ရသေးတယ်no topic မှာစာရေးမိသားလေးအနေနဲ့ကတော့ဘိုးတို့စီမှာအဓိကပြီးတော့အကြောင်းလျှောက်ကြတယ်ပေါ့နော်။ဒါမှလည်းအကြောင်းကတော့ဘုံတော့အကြောင်းကျတော့ကတ်တလစ်ညီမလေးလည်းအကြောင်းမှန်တော့ထင်ပါတယ်။ညီမရဲ့ကတ်တလစ်ဆိုလို့ရှိရင်သူကကျတော့အင်းချုံးမှရှိတာဆိုစိုးနေလည်းနေတယ်။ချိုအကြောင်းသားလေးကြောင့်လည်းစိုးမှတဲ့ချင်းညာတဲ့အကြောင်းသားလေးလည်းရှိတယ်။အဲ့တော့စိုးနေနေတဲ့နေရာမှာရှိတဲ့ကတ်တလစ်အကြောင်းကိုပဲ no topic မှာစာရေးမိသားနဲ့ join နေဆိုတော့ဘယ်လိုပဲနေသွားရေးလာရေးရလဲပုံမှန်တော့ပို့ပြီးတော့အဆင်ပြေတာပေါ့။စင်မိုင်းလုံးလေးလုံးမယ်ဆိုရင်လည်းဒီမှာတော့အလုပ်ကခွင့်လန်းလည်းပို့ပြီးတော့ပုံများတယ်။အကြောင်းကတော့မော်ကုန်းပေါ့နော်။မော်ကုန်းကလည်းကိုတို့စီမှာတော့အကြောင်းသားတော်တော်များများရှောက်တဲ့အကြောင်းလို့တော့ပြောလို့ရတယ်။ဒီကတော့သူကဘွဲလဲရထားမယ်နောက်တစ်ခုက topic level မရှိသေးဘူးဆိုတော့ကျောင်းသားလေးဆိုရင်အဓိကအနေနဲ့ဒီမဟုတ်ဘူးကိုပဲမလို့ topic နဲ့ join ရတာများတယ်ဒီမှာသူဒီနေ့ကျောင်းလုံးကတော့အခုချိန်ဒီဗီဇာလိုတဲ့အနေနဲ့ကလည်းတော်တော်လေးအဆင်ပြေသေးတယ်ပေါ့နော်အဲ့ဒါဆိုရင်အခုစားရှောက်မယ်ဆိုရင်တို့ interview တွေမိသေးလဲစားရှောက်လို့မိသေးလားအခုကနေစားညီမလေးအနေနဲ့ကတော့အဆုံးဆုံးအနေလေးဆိုလို့ရှိရင်အခုလာမယ်စက်ကွန်မက်ရှင်းတွေကိုမိသေးတယ်ညီမလေးပြီးတော့အကြောင်းတွေကကြတော့ညီမရဲ့3လပိုင်းအနေဆိုပေမဲ့အခုချိန်လေးကနေစပြီးတော့စားစတဲ့နဲ့ပြင်ဆင်မှရှိုးမန်းကြီးပါညာစားပေါ့နော်ကိုယ်ကနေစပြီးတော့အစင်းစင်းလိုရမယ်ဆိုရင်တော့ဒီကိုကမက်ရှင်းတွေကိုသွားတဲ့အခါမှာအားလုံး ready ဖြစ်နေမှာပေါ့နော်ဒီအစောဆုံး3လပိုင်းအနေလေးကိုမြင်ဖို့အတွက်ဆိုရင်ပေါ့နော်ညီမအခုကနေစပြီးတော့ဆင်းလင်းသွင်းပြီးတော့တခါလေးအထောက်အလို့လိုပါတယ်ညီမဒါမှပဲညီမအနေနဲ့ကပြင်ဆင်ရင်လည်းပို့ပြီးတော့ရှိမှာပေါ့နော်ညီမလေးအနေနဲ့ရောကိုရီးယားစာလေးကိုလည်းဘယ်လောက်ထိလေ့လာထားသေးလဲညီမဒီစစ်ပဲတက်ထားသေးရတခုရှိတာညီမသူကno topic ဆိုပေမဲ့ပေါ့နော်ကိုရီးယားကိုရောက်တဲ့အခါမှာဇာတန်တက်တဲ့အခါမှာလည်းသူကကိုရီးယားလိုပဲသင်ရမှာဒါအပြင်ပေါ့နော် topic မရှိတဲ့ကျောင်းသားလေးကိုလက်ခံရတာဖြစ်တဲ့အတွက်ကျောင်းမှာထပ်ပြီးတော့သင်ပေးရမယ်ညီမလေးပြီးတော့ပြီးသွားတဲ့အခါမှာလည်းညီမလေးအနေနဲ့က topic 2ရဲ့ level 4ရှိထားမှာပဲဒီမှာဇာပွဲကိုပေးမှာပေါ့နော်အဲ့တော့ဒီချားထဲမှာတော့ညီမလေးအနေနဲ့က topic တွေကိုလည်းပြင်ဆင်ထားရမယ်ဘာသာစကားကိုလည်းပို့ပြီးတော့လေ့လာသွားရမယ်ပေါ့နော်ကိုရီးယားပဲရောက်လို့ရှိရင်လည်း topic ဆောင်ပွဲလေးရတော့ဝင်ပြီးတော့ဖြေမှာပဲဒီမှာဇာပွဲလေးရရှိမှာပါညီမလေးအော်ဒါနဲ့ကို interview လေးရော free လားချစ်ချက်တို့ပြောပါညီမလေး